愿变成童话里你爱的那个天使。ဒီနေ့တချင်းလေးရတော့เรา童话ဆိုတဲ့တချင်းလေးကိုအတူနေလိုက်ပြီးတော့မှဆိုဖို့အတွက်လိုအပ်တဲ့အသေးပဲလေးကိုလာရှင်းပြပေးမယ်နော်ဒီမှာစီ再没听到你问了有多久ဘလောက်ရှိပြီလဲပေါ့နော်ဝန်လာဆိုမိသွားခဲ့တာအဲ့မှာသူကဝန်လာဆိုတော့ဆိုထားရပေါ့နော်ဘာဖြစ်လို့အဲ့လိုမျိုးဝန်ဆိုတဲ့နာမည်စစ်ရှိဖြစ်ပေမဲ့ဝန်ဆိုတော့မှဆိုထားခဲ့လေဆိုလေသူရဲ့တခြင်းတန်စင်နဲ့အညီသူ့လူကဆိုပေးရတာဟုတ်在没听到你ဆိုတာကနေတည်ကိုမကြားရတာဘလောက်ကြာပြီလဲဆိုတာတော့ငါမိတ်သွားခဲ့ပြီပေါ့နော်တော်တော်လေးကြာနေပြီဆိုတော့အနေထားမျိုးကိုသူကဘယ်လောက်ကြာမှန်းတော့မသိတော့ဘူးလို့သူကပြောတာ对我说你最爱的故事对我说ငါ့ကိုပြောတာပေါ့နော်你最爱的故事你在搜波宾ကို对我说ငါ့ကိုပြောပါ你ငါ့ကိုပြောပါ你说我လို့ပြောလို့မရဘူး对我说လို့ပြောရတယ်ဒါမှမဟုတ်สิ跟我说ဆိုတော့ပြောလို့ရနောက်တစ်ခုထပ်ပြီးတော့နားတော့ကြည့်ပြီ我想了很久我开始慌了我想了很久ငါစဉ်းစားနေတာအတော်ကြာခဲ့ပြီအတော်ကြာပြီစဉ်းစားပြီးတော့မှပေါ့နော်我开始忘了စပြီးတော့မှငါလေခဲ့တယ်我想了很久我开始忘了ငါစပြီးတော့မှလေခဲ့တယ်ပေါ့နော်是不是我又做错了什么是不是是不是ဆိုတာကဟုတ်တယ်မလားပေါ့နော်အဲ့လိုမျိုးပြောလိုက်တာကိုယ့်ဘာသာကိုမိကောပြန်ထုတ်လိုက်တာ我又做错了什么ငါဘာတွေများအမှားလုပ်ခဲ့ပြန်ပြီလေပေါ့နော်是不是我又做错了什么做ပဲပေါ့သူတချင်းဆိုတဲ့ခါမှာအတန်တိုးလေးနည်းနည်းကွာတယ်သူရဲ့တန်စင်အလိုက်ဘာများငါမှားသွားခဲ့မိလို့ပါလေဆိုတာကိုသူစဉ်းစားနေတော့ကြာနေပြီပေါ့နော်你哭着对我说童话里都是骗人的你哭着对我说哭着ဆိုစကလုံးနော်အဲ့မှာ哭着ကငိုလျက်အခုဆိုတာ是ထိုင်လျက်坐着燃烧烈压烈藏己燃烧烈走着热烈笑着这喏哭着ငိုလျက်ပေါ့နော်对我说ငါ့ကိုပြောတယ်你哭着对我说你ငိုလျက်ငါ့ကိုပြောတယ်ပေါ့通话里波比ထဲပေါ့နော်都是အားလုံးက骗人的ကိုလိုလင်းညာလေးပဲ通话里都是骗人的我不可能是你的王子我不可能是你的王子我不可能ငါလည်းမဖြစ်နိုင်ဘူး你的王子呢邊မဖြစ်နိုင်ဘူးပေါ့也许你不会懂也许ဖြစ်ကောင်းဖြစ်နိုင်ပါတယ်你不会懂你不会懂你နားမလဲတာလေဖြစ်ကောင်းဖြစ်နိုင်တယ်也许你不会懂你နားမလဲတာလေဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်从你说爱我以后从你说爱我以后你爱我ငါ့ကိုချစ်တယ်လို့ပြောကြတဲ့ကနော်ပြောကြတဲ့က你ငါ့ကိုချစ်တယ်လို့စပြီးတော့ပြောတဲ့နေ့ကတဲ့ကဆိုပြီးတော့မှ तू ကပြောတာကတဲ့ကချောကကတဲ့ကဒီနောက်စကလို့တခုလို့ကို तू ကရည်ညွှန်းတာ你ငါ့ကိုချစ်တယ်လို့ပြောကြတဲ့က我的天空星星都亮了天空ငါရဲ့ဘောနော်ကဘာကြီးပေါ့နော်ကောင်းကင်တစ်ခုလိုပါလေ星星ကျယ်လေးတွေက都အားလုံး
练了，零来到把拉的不，个不话呀嘞，不比嘛，哎呀那么多了，我吃的都变比了嘛，标别个的不话呀，不比了大呀，手比拉的，手的地别个多标了喏。我愿变成童话里你爱的那个天使。我愿变成童话里你爱的那个天使。我愿变成童话里不比天嘛，你爱的、你切的那个天使。哎你，呃，你切的哎那哒，呃，你路မျိုးပြောင်းလဲပေးဖို့အတွက်ငါဆန္ဒရှိတယ်ပေါ့နော်ငါပြောင်းလဲပေးမယ်ပေါ့အဲ့လိုပြောင်းလဲပေးပြီးတော့မှ张开双手，变成翅膀，守护你。张开双手雙ကတဆိုကိုပြောတာလက်နဲ့ဖက်လို့ကို張開အဲ့လိုမျိုးဖြတ်လိုက်ပြီးတော့မှဘယ်လိုမျိုးဘယ်လိုအသွင်ဖြတ်မှာလဲဆိုရင်翅膀ပေါ့နော်တောင်ပန်လေးတစ်ခုလို့တောင်ပန်လေးတစ်ခုလို့အဲ့လက်တစ်ဖက်ကိုတောင်ပန်လေးတစ်ခုလို့ပြောင်းလဲပြီးတော့မှရှော်ခုနေကိုကောက်ွယ်ပေးပါမယ်ဆိုပြီးတော့မှသူကအဲ့လိုမျိုးတချင်းလေးနဲ့တိစားပြီးတော့မှကောက်ွယ်နေတယ်ဆိုတဲ့အကြောင်းကိုပြောတာပေါ့လေတွေမိုးတွေတန်းနေပြီးတော့မှအဲ့လိုမျိုးကောက်ွယ်ပေးမယ်ဘယ်လိုခက်ခဲပြပြကောက်ွယ်ပေးမယ်ဆိုတဲ့အနေသားမျိုးကိုသူကတချင်းလေးနဲ့တိစားပြီးပြောတာ你要相信，相信我们会像童话故事里。你要相信，你有几样没不喏？相信有几样，把有几样没行？我们会像童话故事里，波比天啊，但那一波比天啊，龙牛，俺都来骗里面是吧？有几样没不喏？幸福个表现，比如嘛哈，快乐。表示目的ပေါ့နော်是结局အစိုးတက်မှာ表示目的ရပါရနိုင်တယ်ပေါ့နော်အဲ့ဒါကိုယုံကြည်ရမယ်ဆိုပြီးတော့မှဒီတခြင်းလေးကပြောတာထုံဝအဲ့ဒီတခြင်းလေးတရုတ်မှာနောင်မယ်ကြီးစိုးတော့တခြင်းပေါ့နော်တရုတ်ဘာသာစကားလိလာတဲ့သူတန်းအဲ့ဒီတခြင်းလုံးဝကြားဖူးတယ်ပေါ့နော်ဟာဒါ幸福和快乐是结局အဲ့မှာဆိုရင်သူကပြောထားတာကကျွန်တော်ပထမဆုံးအနေနဲ့က忘了有多久再没提到你那时呀都听没加呀啦老家比嘞不对我说你最爱的故事是否可以对吧没在说到波比嘞我咯ငါ့ကိုသူကအမြဲတမ်းပြောပြနေအဲ့ပြော波比လေးကိုလေနေ့စီရနေငါအဲ့လိုမျိုးမကြားရတာတော့တော်တော်ကြာနေပြီဆိုတော့အတိပဲပြောတာငါအခြေကြိုက်စဉ်းစားခဲ့တယ်ပေါ့开始忘了ပြီးတော့မှငါစပြီးတော့လေပြောခဲ့ရတယ်ပေါ့是不是我又做错了什么ငါဘာများအမှားများလုပ်မိခဲ့လဲပေါ့你哭着对我说ငိုပြီးတော့ငါ့ကိုပြောတာ童话里哇塞童话里都是骗人的不比那样独立狗罗另外一边我不可能是你的王子我那边你也没道理没骗来给不不喏也许你不会懂你来拿没来骗来你不从你说爱我以后你ငါ့ကိုအသေးစိတ်နားမလည်လားဖြစ်နိုင်တယ်။你ငါ့ကိုချစ်တယ်လို့ပြောပြီးကတည်းက我的天空星星都亮了ငါရဲ့ကောင်းကင်တစ်ခုလုံးလင်းနဲ့တောက်ပလာတယ်ပေါ့我越变长头话里你爱的那个天使但係睇下你ချစ်တဲ့အဲ့နတ်သမီးလေးလိုမျိုးငါလည်းပဲပြောင်းလဲပေးပြီးတော့မှ张开双手来配我会哈比如嘛变成翅膀守护你到买票标嘞比如嘛你有高会避免你要相信有几样没相信我们会像童话故事里有几样没俺都话哎波比利亚路没有幸福和快乐是结局နောက်ဆုံးပျော်ရွှင်မှုတွေနဲ့ပဲအစိုးတတ်မယ်ဆိုတာကိုယုံကြည်ရမယ်ပေါ့နော်ဟာဒါအဲ့ဆိုရင်ဒီတခြင်းလေးကို
နားတော့ပြီးတော့အဲ့ဒီတချင်းလေးလိုက်ပြီးတော့မှလုပ်ကြည့်ပေါ့နော်အာအရင်တော့ဗီဒီယိုမတင်ရတော့ကြာခဲ့ပြီပေါ့နော်ဒီအပတ်ကနေစပြီးတော့မှဗီဒီယိုလေးတွေ YouTube မှာဗီဒီယိုလေးတွေတစ်ပတ်ကိုတပို့နှုံတဲ့ဗီဒီယိုလေးတွေပြန်ပြီးတော့မှတင်ပေးမယ်ပေါ့လောကမအားတဲ့အတွက်ကြောင့်တစ်ပတ်ကိုတင်းတင်းနေတိုင်းကိုဗီဒီယိုအသစ်လေးတွေတင်ပေးမယ်ဆိုတဲ့အခါမှာတေယုတ်ပါဒစကာကိုလေ့လာခြင်းနဲ့ဗီဒီယိုလေးတွေကိုဘောနော်အဲ့လိုမျိုး design မှာ consistent ရှိလေးလာခြင်းနဲ့ဆိုရင်ဒါရှိလို့ရဲ့ဒီမှာမျိုး Y1 Chinese online course ကိုအဲ့လိုမျိုးရှာပြီးတော့ဘောနော်ဒီနားမှာ subscribe လေးကိုနှိပ်ပြီးတော့ note လေး on ထားလို့ရှိရင်တော့ဗီဒီယိုလေးကိုအစမပြတ်ကိုဟိုတင်လိုက်တဲ့တင်နေရပါတင်နေရပါတော့ဟာတာနာ我们今天就这里吧နောက်ထပ်ဗီဒီယိုမှာပြန်လဲဆိုတွေ့မယ်နော် bye bye ဘယ်လိုဗီဒီယိုလေးလေ့လာခြင်းလဲဆိုရင်ဒါကိုလည်း comment လေးမှာမှတ်သွားလို့ရပါတယ်ဟော